ဒီပိုင်းမှာတော့နဆိုးတရားပါချီကားကိုဖောက်ထွင်းလိုက်နိုင်ပြီဖြစ်လို့အကြီးကဲကူလီနွန်ကလာရောက်ရှောက်တင်နေခဲ့ပြီးဒီကိုလာတဲ့လမ်းတစ်လျှောက်မှာသတင်းအချက်လက်တွေစူးစောင်းပေးနေရတာမို့အကြီးကဲပင်ပန်းနေရောပေါ့ဆိုပြီးမင်းဆရာဖြစ်သူကပြန်ပြောလိုက်ပါတယ်ဒီစကားကြတော့ကူလီနွန်ကသူဟာရေခဲတလင်းထဲမှာနှစ်ပေါင်းများစွာပိတ်မိနေခဲ့ရပြီးတိုက်ပွဲတွေနဲ့လွဲချော်သွားရလို့စိတ်မကောင်းဖြစ်မိတဲ့အကြောင်းမင်းဆရာဖြစ်သူကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင်အပြည့်စည်းနေမိသားတွေဘာမှတက်နိုင်မှာမဟုတ်ဘူးဆိုပြီးရှောက်တင်ပြန်ပါတယ်သူမသိတဲ့အချက်ကမင်းဆရာဖြစ်သူရဲ့ကိုပိုင်ဓာတ်တိုင်းပညာဟာဖိုးဖိုးနာကန်ရေးဆွဲခဲ့တဲ့ပကြီးကားတစ်ချက်ကနေညက်လင်းပွင့်သွားခဲ့တာဖြစ်ပြီးနှစ်ပေါင်းရာကြီးကြာအောင်လေ့ကျင့်ခဲ့သည့်တိုင်ပကြီးကားထဲမှာပါရှိတဲ့ဓာတ်ပညာရှင်စင်ကိုတော့အခုချိန်ထိမရောက်ရှိသေးဘူးဆိုပြီးပြောပြပါတယ်အဲ့ဒီပညာရှင်ဟာဘသူများလဲအပြည့်စည်းနေမိထဲမှာပုံအောင်နေတာလားဆိုပြီးကူလီနွန်ကမေးတော့အခွင့်ကြုံတဲ့အခါကျရင်ကိုယ်တိုင်တွေ့ဆုံခြင်းမိတယ်ဆိုပြီးမင်းဆရာဖြစ်သူဟာရှမ်းလုံမျိုးစီလမ်းမြော့ကြီးလိုက်ပါတော့တယ်အမောင်ထူးမကြရောက်ခင်အပြည့်စည်းနေမိတဲ့ကိုဝင်ရောက်ဖို့လိုအပ်တာကြောင့်စစ်သား3သိန်းပါဝင်တဲ့နောက်လိုက်စစ်တီတွေကိုရှေ့ပြေးတက်စီပူပေါင်းခိုင်းလိုက်တဲ့အချိန်ပြဿနာရှာနေတဲ့မိစ္ဆာကောင်ကိုလူကိုယ်တိုင်သွားဖမ်းမယ်ဆိုပြီးဖမ်းလာတာလည်းမတွေးပါလားလို့ချင်းဖေးရင်ကမေးမြန်းတော့လူအင်အားထက်လွတ်ပြီးပိုက်စိတ်တိုက်ရှာဖွေလိုက်ပါမယ်ဆိုကအဖွားစစ်ဘက်ကခွင့်လွှတ်မှုတောင်းခံလိုက်ပါတယ်ရှမ်းလုံမျိုးတဲကိုတပ်သား3သိန်းထက်ရောက်လာမှဖြစ်လို့အမားအယွင်းတစုံတရာမရှိစေချင်ဘူးဆိုပြီးပြောတော့ပြောထားတဲ့အတိုင်းဖြစ်စေရပါမယ်ဆိုပြီးရှောက်တင်လိုက်တဲ့နောက်အခုလိုအသွင်ယူစုံစမ်းခိုင်းထားတဲ့ရွာလူကြီးရဲ့ဉာဏ်ပညာအမြော့အမြင်ကိုတိတ်တဆိတ်ချီကျူးလိုက်ပါတော့တယ်။နေဝင်ချိန်မှာတော့ရန်ခမ်းစစ်တပ်ကြီးရောက်ရှိလာခဲ့ပြီးအမောင်ထူးကလည်းတဖြည်းဖြည်းကြီးဆိုးလာခဲ့ပါပြီ။ချင်းမူတို့ဘက်ကလည်းလာမဲ့တိုက်ပွဲအတွက်အသင်းပြင်ထားလိုက်ကြတဲ့အချိန်အမောင်ထူးတနေရာကနေအလင်းလုံးကြီးတစ်ခုကိုထူးဆန်းဖွယ်မြင်တွေ့လိုက်ကြရတဲ့အတွက်အပြက်စီးနေမြေကြီးဟာထူးဆန်းမှုတွေနဲ့ပြည့်နှက်နေတာဖြစ်လို့ဘလို့မကောင်းတဲ့အကွက်တွေထက်လာအောင်မလဲမသိဘူးဆိုပြီးစစ်သူကြီးချင်းကသတိထားကြဖို့အမိန့်ပေးလိုက်ရပါတယ်။ဒါပါကြီးလဲလို့ချင်းမူကမေးတော့ဒဏ္ဍာရီတဲကအတိုင်းဆိုရင်တင်းဘောတစင်းဖြစ်ရမယ်ဆိုပြီးအခုမှရောက်လာတဲ့ဆေးဆရာဖြစ်သူကရှင်းပြလိုက်ကရှာဖို့ဖို့ကဖះเจ้าပြက်မှာကင်းဆောင်ကြံနေခဲ့တယ်လို့အဖွားစစ်ကတော့တရုတ်ဆက်ဆောင်နေတယ်ဆိုပြီးချင်းမှုမေးခွန်းတွေကိုအဖြေပေးလိုက်ပါတယ်ချင်းမှုလည်းကောင်းကင်ကိုပါနတ်ဖះမျက်လုံးကိုအသက်သွင်းလိုက်တဲ့နောက်အလွန်တရာကြီးမားလာတဲ့တင်းဘောကြီးတစင်းကိုတွေးလိုက်ကြရတဲ့အပြင်နေလုံးကြီးကိုလည်းချီနှောင်ဆွဲယူလာခဲ့တာကြောင့်ဖျက်သွားရလန်တစ်လျှောက်လုံးမှာလောင်ကျွမ်းပျက်စီးမှုတွေလည်းအများပြားသက်ရောက်နေပါတော့တယ်ရန်ခမ်းတင်းဘောတွေမီးလောင်ပျက်စီးနေခဲ့ရပြီးအနားရောက်လာတဲ့အခါမှာတော့အေယာမလူအကြီးကြီးတွေတဲဆောင်ပေးနေကြမှန်တီးလိုက်ကြရတဲ့အတွက်ပိုင်ဟူတက်ကိုအမြန်ရှောင်တိန်ခိုင်းပေမဲ့ချင်းင်းကြောက်တုံးဘဝကိုရောက်ရှိသွားခဲ့ရပါတယ်။စစ်တီအင်အားတသိန်းရှိနေလေဘလိုနီးနဲ့မှတားဆီးနိုင်ခြင်းမရှိကြပဲတဖြည်းဖြည်းမျိုးနာရောက်လာတဲ့အခါနေတင်းဘောပုံစံကိုရှင်းရှင်းလင်းလင်းမြင်လိုက်ကြရပြီးနေတင်းဘောကြီးဟာတရှိဆိုတဲ့မဟာမျိုးပြက်ကိုကာကွယ်ပေးနေတာဖြစ်မှန်သဘောပေါက်သွားကြပါတယ်။ကျန်းရနက်ဆောင်မှာနေတင်းဘောအကြောင်းကိုမှတ်တမ်းတင်ထားတာရှိလို့ချင်းမူကသိရှိပြီးသားဖြစ်နေပြီးဒဏ္ဍာရီရဆိုရင်နေတင်းဘောဟာခြေချောင်း24ချောင်းရှိတယ်လို့ကြားဖူးထားပေမဲ့အခုချိန်မှာတော့အေယာမလူ12ယောက်ကထမ်းပိုးထားတာဖြစ်မှန်နားလည်သွားကြပါတော့တယ်။အမောင်ထူးကြီးကြားရောက်မလာခင်တုန်းကတရှိဆိုတဲ့မဟာမျိုးပြက်မှာနေနဲ့လာဆိုတာရှိခဲ့ပြီးထိန်ချောင်းသူမျိုးနွယ်စုလည်းရှိခဲ့ကြပေမဲ့အမောင်ထူးကြားရောက်ပြီးနောက်ပိုင်းမှာတော့အရာအလုံးပျောက်ပြက်သွားကငိမ့်တည်သွားကြရတယ်ဆိုပြီးဗဘဲဆရာဖြစ်သူအဖိုးကြီးရွှေအားကလက်ဟန်ချေဟန်နဲ့ရှင်းပြပေးနေပါတယ်ချီတလန်းချင်းစီကချော်ရီမီတောက်တွေဖြစ်လို့ချင်းလုံတက်နဲ့ပိုင်ဟူတက်တို့ကိုနေတင်းဘောကိုတဲ့စီတိုက်ခိုက်ခိုင်းလိုက်တဲ့အခါထိခိုက်မှုမဖြစ်စေနိုင်ခဲ့တဲ့အပြင်အေယာမလူကြီးတွေရဲ့ဟိန်းဟောက်မှုတွေကြောင့်ရဲမက်စစ်တီတချို့မီးလောင်တိုက်သွင်းခံလိုက်ရပါတော့တယ်။လမ်းတစ်လျှောက်လုံးဟာမီးလောင်ပြင်ကြီးဖြစ်သွားရလို့ရွှမ်းဝူရီတက်ကိုမိုးခေါ်ခိုင်းလိုက်ပေမဲ့ငြိမ်သက်မရဖြစ်နေခဲ့တာကြောင့်စစ်တီအားလုံးစူးစီးခိုင်းလိုက်ပြီးယာယီသဘောမျိုးအရင်ပြန်ဆုတ်ခွာကြမယ်ဆိုပြီးတဆုံမိန်ထုတ်ပြန်လိုက်ရပါတယ်စစ်တီအင်အားတသိမ်းမှလူနှဲငယ်လောက်သာပြန်လဲဆုတ်ခွာလာနိုင်တာမြင်တော့အကြီးကဲကူလီနွန်ကမူးမေးလဲတော့မလို့မျိုးမယုံကြည်နိုင်ဖြစ်နေရပြီးထိန်းချောင်းသူတွေဖန်တီးခဲ့ကြကငိမ့်သေးသွားပြီဖြစ်တဲ့နေတင်းဘောကြီးသာအရင်လိုပြန်လဲထွန်းတောက်လာမယ်ဆိုရင်ဘလောက်တောင်စွမ်းအားကြီးလိုက်မလဲဆိုပြီးမင်းဆရာဖြစ်သူကရေရွတ်နေခဲ့ပါတယ်နေတင်းဘောပေါ်ကနေကောင်းကင်နတ်ဖျားအငွေ့သက်ကိုခန်းစားမိလိုက်တာကြောင့်မင်းဆရာဖြစ်သူကနတ်ဖျားတပါးရှိမှန်သိလိုက်ပြီးချင်းမူကလည်းလူတယောက်ရှိနေတယ်ဆိုပြီးသတိထားမိသွားပါတယ်ရာဇဝင်းမတန်းတွေအရာနေတင်းဘောပေါ်မှာနေမင်းကိုထိန်းချောင်းတဲ့နတ်မျိုးနွယ်တစုရှိပြီးသူတို့တွေဟာနေစွမ်းအားကိုဆုပ်ယူပြီးတော့အရွယ်စားကြီးမှကြတဲ့အပြင်နေတင်းဘောကိုမောင်းနေကြတာဖြစ်လို့နေထိန်းချောင်းသူတွေလို့အများအပြားခေါ်ဆိုကြပါတယ်နေတင်းဘောကိုထိန်းချုပ်မောင်းနှင်ဖို့အတွက်မျိုးနွယ်စုတွေကနေလူတယောက်ရွေးချယ်ကြပြီးအဲ့ဒီလူကိုတော့နေမင်းအဆောင်ရှောက်လို့သတ်မှတ်ကြပါတယ်တရှိဆိုတဲ့မဟာမျိုးပြက်ကိုနတ်ဖျားတွေကစွန့်ပစ်သွားကြပြီးမို့နေထိန်ချောင်းသူနဲ့နေတင်းဘောကြီးကရုတ်တရက်ထွက်လာပြီးအပြက်စီးနေမြေကိုကာကွယ်ပေးရတယ်လဲဆိုတာတော့ဘယ်သူမှနားမလည်နိုင်ကြပါဘူးနတ်ဖျားတွေစွန့်ပစ်သွားကြပြီဆိုပေမဲ့အခုချိန်ထိစောင်းရှောက်သူတွေရှိနေမှန်းသိလိုက်ရတော့နှစ်ပေါင်း90ကြာတဲ့အထိအပြက်စီးနေမြေတွေကိုခြေတလန်းမကျူးကျော်ရဆိုပြီးမင်းဆရာဖြစ်သူကိုယ်တိုင်တက်ဆုပ်ခွာခိုင်းလိုက်ပါတော့တယ်နှစ်ပေါင်း90ဆိုတာတခဏသာဖြစ်တဲ့အပြင်ကောင်းကင်နတ်ဖျားဖြစ်ဖြစ်နေထိန်ချောင်းသူတွေဖြစ်ဖြစ်အရာအလုံးဟာအချိန်တန်တည်ဆုံးကြရမယ့်သင်္ကာရသဘောတရားကိုလွန်ဆန်းနိုင်ခြင်းမရှိတာမို့နှစ်ပေါင်း90အင်အားစုဆောင်ပြီးရင်အောင်မြင်မှုကိုအရယူကြမယ်ဆိုပြီးတိုးမဲ့စင်ခြေတလန်းပြန်ဆုပ်လိုက်ကြပါတယ်
ချင်းဖေးရင်ကနေတင်းဘောရောက်လာလို့အစီအစဉ်ပျက်စီးသွားရပြီဆိုပြီးမင်းသမီးဖြစ်သူကိုအတိပေးနေတဲ့အချိန်ရန်ခမ်းတက်မဟာလေးခုလုံးကအတီးတီးပြန်လဲဆုတ်ခွာသွားကြပြီးမင်းဆရာဖြစ်သူကအချိန်နဲ့အချိန်ခါကိုကောင်းကောင်းနားလဲတယ်ဆိုပြီးအဖိုးကြီးတွေပြောနေကြပါတယ်တိုက်ပွဲအတွက်အချိန်ယူပြင်ဆင်ထားပေမဲ့ရုတ်တရက်ထွက်ပေါ်လာတဲ့နေတင်းဘောကြောင့်ပြဿနာပြေလည်သွားပြီဆိုပြီးရွာလူကြီးကအဖိုးထုပုကိုငကားတိုင်လုံးတွေကဓာတ်ရည်ရွယ်ချက်တွေကိုပြန်လဲထုတ်ယူခိုင်းလိုက်ပါတယ်အဖိုးထုပုကခင်းနခစ်ရဲ့အစွမ်းထက်ဆုံးဓာပညာရှင်တိုက်ပွဲကိုမမြင်လိုက်ရဘူးဆိုပြီးတိုက်ပွဲစာလောင်နေခဲ့ကနေတင်းဘောပေါ်တက်တိုက်ခိုက်မဲ့လုံးတွေလို့ကြံနေတဲ့ခန္ဓာကိုယ်တစ်ဝက်ပါလောင်ကျွမ်းသွားလိမ့်မယ်ဆိုပြီးဝိုင်းဆွဲထားလိုက်ရပါတယ်အဖွားစစ်နဲ့ရှာဖိုးဖိုးကိုရွာလူကြီးကသွားခေါ်ခိုင်းလိုက်တဲ့အချိန်အမောင်ထုမကြရောက်ခင်တုန်းကနေတင်းဘောကြီးဟာနေမင်းကိုဆွဲခေါ်ပြီးတော့အရှိအနောက်သွားလာလှုပ်ရှားနေတာလားဆိုပြီးချင်းမူကအတွေးနဲ့နေခဲ့ပါတယ်ဒီအချိန်မှာပဲချင်းဆိုတဲ့ကြောက်စိမ့်ဆွဲပြားလေးကရုတ်တရက်အသက်ဝင်လာခဲ့လို့သတိပြုမိသွားတဲ့နေမင်းအဆောင်ရှောက်ကချင်းမူထန်နေတင်းဘောကြီးမောင်းနှင်လာခဲ့ပြီးဆွဲပြားစီကနေထူးဆန်းတဲ့အငွေ့အသက်ကိုခံစားမိတယ်ဆိုပြီးပြောပါတယ်နက်ခန္ဓာကိုယ်ကအရန်ကြီးမှလွန်းလို့ချင်းမူလည်းအံ့ဩတကြီးဖြစ်နေပြီးအကြီးကဲဖြစ်သူကဒီကြောက်စိမ့်ဆွဲပြားရဲ့ဇစ်မြစ်ကိုတီးတလာမေးတော့သူမဟာအကြီးကဲမဟုတ်တဲ့အကြောင်းချင်းမူကိုတင်းဘောပေါ်ခဏလောက်ခေါ်လို့ရမလားဆိုပြီးမျိုးနွယ်စုခေါင်းဆောင်ထံခွင့်တောင်းလိုက်ပါတယ်ခွင့်ပြုချက်ရပြီးနောက်အေယာမလူကြီးကလက်ဆန့်ထုတ်ပေးလာပြီးတုံဆိုင်ခြင်းမရှိခုန်တက်သွားတဲ့ချင်းမူကိုမြင်တော့ဒီကောင်စုပ်လေးအတင်းရင်းနေတာဆိုပြီးအဖိုးချွေးကြီးကပြောလိုက်တယ်လို့သူတို့ကလေးကိုတောင်လူယူချင်တာလားဆိုပြီးအဖိုးထုပုကနတ်ဖျားတွေကိုသွားတိမလို့ဟန်ပြနေပါတယ်ရွာလူကြီးကတော့တစ်ဖက်လူတွေဟာမကောင်းတဲ့ရည်ရွယ်ချက်မရှိလို့တောခွင့်ပြုလိုက်တဲ့အပြင်တင်းဘောပေါ်ကလူတွေဟာနတ်ဖျားတပါမဟုတ်ဘူးဆိုပြီးနားလည်အောင်ရှင်းပြလိုက်ရပါသေးတယ်ချင်းမူရောက်တဲ့အခါအဆောင်ရှောက်ကတင်းဘောငုတ်တွေကိုလက်လွတ်လိုက်တဲ့အတွက်ခန္ဓာကိုယ်ကတဖြည်းဖြည်းသိငယ်သွားပြီးပင်ပန်းအားနည်းနေတဲ့မိမငယ်လေးအဖြစ်ကိုပြောင်းလဲသွားခဲ့တဲ့အပြင်ခြေထောက်တွေကလည်းတင်းဘောကိုယ်ထဲနဲ့တသားတည်းဖြစ်နေမှန်တွေးလိုက်ရပါတယ်။ဒါကတော့အမောင်ထူးကြီးကြားရောက်ပြီးတဲ့နောက်နေထင်းကျောင်းသူတွေရဲ့ပေးဆက်မှုတစ်ခုဖြစ်ပြီးနေမင်းကြီးဟာငိမ့်သိနေတဲ့အတွက်အဆောင်ရှောက်ဖြစ်သူကအသက်ဆွမ်းအားနဲ့မောင်းနေရတာဖြစ်တယ်လို့တနေ့ကျရင်တော့ဆွမ်းအားကုန်ဆုံးကနေတင်းဘောရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားပါလိမ့်မယ်။ခြေထောက်တွေခက်ခက်ခဲခဲနှုတ်ယူလိုက်ပြီးသူ့စီလာဖို့လှမ်းခေါ်လိုက်တာကြောင့်ချင်းမူရောက်လာတဲ့အခါတခြားသောနေထင်းကျောင်းသူတွေဟာခန္ဓာကိုယ်အရွယ်စားကြီးမှကြမှန်တွေးလိုက်ရပါတယ်။လူတချို့ကသူ့ကိုတေချာကြည့်နေကြသလိုအကြောက်အလန့်မရှိတဲ့ချင်းမူကလည်းမျိုးနွယ်စုခေါင်းဆောင်စီနာကနေမင်းအဆောင်ရှောက်စီကိုဒလန်ချင်းရှောက်လာခဲ့ရင်ကဒီအပိုင်းလဲပြီးဆုံးသွားရပါတယ်။